မငယ်တဲ့အောင်ကျမတို့ဗီဒီယိုသင်ခန်းစာ9ကနေပြီးတော့မှပြန်လည်ကြိုဆိုပါတယ်သင်ခန်းစာ9ခုံပတုံပစုံဆိုတော့ဥပြီးနဲ့ဥပြီးဖြစ်ပါတယ်ဒီမှာဥကကြတော့ကျမတို့တစ်ချောင်းဝင်ဟုတ်ပါတယ်ဥကကြတော့နှစ်ချောင်းဝင်ဟုတ်ပါတယ်ဒီမှာနည်းနည်းလေးပြင်ဆင်စရာရှိတာဖြစ်ပါတယ်ဆိုတော့သိခံပြီးပါဆိုတော့ဒီသင်ခန်းစာမှာဥပြီးနဲ့ဆိုင်တဲ့စာလုံးတွေကိုကျမတို့လေ့လာရမှာဖြစ်ပါတယ်ဖတို့ရွတ်ဖတ်တာဖြစ်တယ်ဆိုတော့ဒီထဲမှာလဲကျမတို့ဥပြီးမှာလဲပထမသင်ခန်းစာလေးကအတိုင်းပဲဥထွက်လို့ရတဲ့ပြီးရှိတယ်လို့ဥနဲ့မထွက်ဘဲနဲ့အောက်ဆိုတဲ့အတန်နဲ့ထွက်တဲ့ပြီးရှိပါတယ်အဲ့ဒီလိုပဲဥနဲ့ပေါင်းတဲ့အခါမှာဥလို့ထွက်တဲ့ပြီးရှိတယ်လို့ချွင်းချက်အနေနဲ့ဥလို့မထွက်ဘဲနဲ့အောက်လို့ထွက်တဲ့ပြီးတွေလည်းရှိတာဖြစ်ပါတယ်ဒီအတန်မတူတဲ့စနစ်ကကျမတို့ပထမပြီးတွေနဲ့ပဲဆိုင်တာဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီ box ထဲမှာရှိတဲ့စာလုံးတွေကိုလေ့လာမှာဖြစ်တယ်ဆိုတော့ပထမဆုံးthe box မှာခုနကကျမပြောသလိုပဲတချောင်းဝင်ဥနဲ့ဆိုင်တဲ့အရာမှာဥဆိုတဲ့အတန်မထွက်ဘဲနဲ့အောက်ဆိုတဲ့အတန်နဲ့ကျမတို့ထွက်ပါမယ်ဆိုတော့ကကိုအောက်နဲ့ပေါင်းတော့ကောက်ဖြစ်ပါတယ်တကိုအောက်နဲ့ပေါင်းတော့တောက်ဖြစ်ပါတယ်ပကိုအောက်နဲ့ပေါင်းတော့ပေါက်ဖြစ်ပါတယ်ဆိုတော့ကောက်တောက်ပေါက်ဆိုပြီးတော့မှအတန်ထွက်ပါတယ်ဒုတိယ the box မှာကြတော့ကျမတို့ရိုးရိုးဥအတန်စနစ်အတိုင်းပဲထွက်မှာဖြစ်ပါတယ်ဆိုတော့ကြအဆိုရင်ကျုဖြစ်ပါတယ်ချအဆိုရင်ချုဖြစ်ပါတယ်မအဆိုရင်မုဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးကျမတို့အတန်ထွက်ပါတယ်နောက်ထပ်ကျမတို့တရဥဒရနဲ့ဆိုင်တဲ့အရာကိုပြောမှာဖြစ်ပါတယ်ဥဒရမှာလည်းပထမကရှင်းပြသလိုမျိုးပဲကျမတို့အတန်ထွက်ပါတယ်အောင်းနဲ့ဦးနဲ့ဖြစ်ပါတယ်ပထမတစ်ပေါက်ကိုကျမတို့အောက်အတန်နဲ့ထွက်ပါမယ်ဆိုတော့တကိုအောင်းနဲ့ပေါင်းတော့တောက်ဖြစ်ပါတယ်ပကိုအောင်းနဲ့ပေါင်းတော့ပေါက်ဖြစ်ပါတယ်စကိုအောင်းနဲ့ပေါင်းတော့ဆောက်ဖြစ်ပါတယ်နောက်ထပ် the box မှာကျတော့ကျမတို့ရိုးရိုးဥအတန်ပဲထွက်ပါမယ်ဆိုတော့ဒါအဆိုရင်ဒူးဖြစ်ပါတယ်ကြအဆိုရင်ကျူးဖြစ်ပါတယ်ဘာအဆိုရင်ဘူးဖြစ်ပါတယ်ဆိုတော့ဒီအရာကကျမတို့ပြီးနဲ့ပထမပြီးတွဲနဲ့ဦးနဲ့ဆိုင်တဲ့တရနဲ့ပေါင်းတဲ့အခါမှာအတန်ထွက်လို့ရတဲ့အတန်ထွက်အနည်းစနစ်ဖြစ်ပါတယ်နောက်ထပ်အောက်မှာကျတော့ကျမတို့ဒီဒုတိယပြီးတွဲနဲ့ဆိုင်တဲ့အတန်ထွက်အနည်းစနစ်ကိုကျမတို့လေ့လာမှာဖြစ်ပါတယ်ငိုက်ဆိုတော့ငုဖြစ်ပါတယ်ဒိုက်ဆိုတော့ဒုဘိုက်ဆိုတော့ဘုဖြစ်ပါတယ်ဂဲကိုဦးနဲ့ပေါင်းတော့ဂူဖြစ်ပါတယ်ဂျဲကိုဦးနဲ့ပေါင်းတော့ဂျူးဖြစ်ပါတယ်နေကိုဦးနဲ့ပေါင်းတော့ဂျူးဖြစ်ပါနူးဖြစ်ပါတယ်ဆိုတော့ကျမတို့သူ့ရဲ့အတန်ထွက်နည်းစနစ်အတိုင်းပဲသွားပါတယ်ဒီအရာနဲ့ပတ်သက်တဲ့စာလုံးတွေကိုကျမတို့ထပ်ပြီးတော့မှလေ့လာကြမှာဖြစ်တယ်ဘောဖတ်ဖို့ဖြစ်ပါတယ်ပထမတစ်ပုံကကြတော့ကဆောက်လို့ဖတ်ပါတယ်ဒုတိယတစ်ပုံကကြတော့ချုပ်ဖြစ်ပါတယ်တတိယတစ်ပုံကလက်ကျုပ်နောက်ထပ်တစ်ပုံကပေါနောက်ထပ်တစ်ခုကအမူနောက်ထပ်တစ်ခုကဂျူးဖြစ်ပါတယ်ဆိုတော့ဒီပုံထဲမှာတို့ဘာလုပ်နေတယ်လဲဆိုတဲ့အရာကိုကျမတို့တိပြီးသားဖြစ်ပါတယ်ဆိုတော့ကျမမြန်မာလိုမပြောတော့ဘူးဖြစ်ပါတယ်ဒီအောက်ကစာပိုက်ကိုလည်းမွန်လို့ဖြည်းဖြည်းချင်းကျမဖတ်ပြမှာဖြစ်ပါတယ်မိအားကူအမူအားဝေဂီတောက်တမကပေါပေါဘာဂိတကောက်ဟာမိညိညဲဟွစာပကြစ်ယာကုညိလဝီပရာမိဖြစ်ပါတယ်ဒီထဲမှာကျမတို့ဒီဒုတိယစာပိုက်ရဲ့ဒုတိယကြောင်းမှာဟာဝဆွဲတသေးတင်ဆိုတဲ့စာလုံးဟိတ်လို့ဖတ်ပါတယ်သူကတခုခုကိုမလုတ်တဲ့ဟာမြန်မာလိုဆိုတော့မဆိုတော့မသွားဘူးဆိုရင်ဟိတ်အားဆိုတဲ့အရာအငင်းနဲ့ဆိုင်တဲ့အရာကိုကျမတို့သုံးတဲ့စာလုံးဖြစ်ပါတယ်အတန်ထွက်ကဟိတ်ဖြစ်ပါတယ်ဒါကိုကျမတို့မှတ်သားထားပေးဖို့ရအတွက်ပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုကျမတို့ဒီလောက်မှာပဲရပ်နာပါမယ်နောက်ထပ်ဗီဒီယိုမှာကျမတို့ထပ်ပြီးတွေ့ကြပါမယ်